ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်တူရီကလိုက်လဲစွာကြိုးဆိုပါတယ်တငယ်ချင်းတို့မိတ်ဆွေအားလုံးတို့လေးစားစွာနှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်္ဂလာပါမင်္ဂလာပါတို့နှုတ်ခွန်းဆက်ရပြီမဲ့တငယ်ချင်းတို့အတွက်တော့မင်းကောင်တောင်းမှစရာလည်းရှိတယ်ဟောကျင်းတတ်ဖို့ရပါဒီနေ့2 လပိုင်း 26 ရက်နေ့နန်းနဲ့ကနန်းပြည့်တဲ့တစ်လေးကိုအမေအုပ်စုကနန်းများမှမင်းကောင်အနေနဲ့တော့အောင်မြင်ခဲ့ပါတယ်တကယ်ချင်းတို့အတွက်တော့4-6ပြီး2-4ဆိုပြီးတော့ကူးတင်လိုက်တဲ့အခါမှာလက်ကွက်ရိုက်ထားလွဲသွားတယ်လို့ကြောင့်1-4က2-4ဖြစ်သွားပါတယ်မင်းကောင်အနေနဲ့ကတော့1-4ကိုပေါက်ပါတယ်မင်းကောင်မြတ်ပါတယ်ဒါပေမဲ့လို့တကယ်ချင်းတို့အတွက်တော့စိတ်မကောင်းပါဘူးတောင်းမှတ်ပါတယ်အထူးကိုတောင်းမှတ်ပါတယ်ဒါလက်ကွက်ဖုံးနဲ့ရိုက်တာဆိုတော့လက်ကွက်ကစိတ်တဲ့ခါကျတော့1နဲ့2နဲ့ကတ်နေတာဆိုတော့1ကိုရိုက်တာ2ကိုတော့ရိုက်မိပါတယ်အဲ့တော့1-4ထွက်ရမယ်စား2-4ဆိုပြီးတော့လိုင်းမော်တင်ပေးတဲ့နေ့တိုက်ကနားနေရတော့1-4နဲ့2-4နဲ့လွဲပြီးတော့လိုင်းပေါ်မှာတော့လွဲချော်ပါတယ်မင်းကောင်အတွက်တော့ငွေရလိုက်ပါတယ်အဲ့တော့မင်းကောင်ကိုဆဲလို့ကလည်းဆဲပေါ့လေတခါတည်းရလဲဒီလိုပါပဲအရေးကြီးရှမ်းတဲ့အတွက်နမောနမဲနိုင်သွားတဲ့အတွက်ဒီလိုဖြစ်သွားတော့ပါပြန်လဲမစစ်မိလိုက်ပါကဲငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်2 လပိုင်း 26 ရက်နေ့ညနေနေ့ကနန်းတွေကိုတင်ပေးထားလိုက်ပါပြီကြိုက်ွက်ပါတယ်ဆိုရင်လည်းယူပြီးတော့လှုပ်ရှားနိုင်ပါတယ်ကစားနိုင်ပါတယ်မကြိုက်ဘူးဆိုရင်လည်းလွင့်ပြတ်နိုင်ပါတယ်ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့ဟိုးမင်းကောင်7 မအကြိမ်မြောက်သတိပေးပါတယ်7 မအကြိမ်မြောက်မင်းကောင်ရဲ့ဇရာတွေဟာဆက်တိုက်မှန်းနေပါတယ်ဆက်တိုက်နောက်တစ်ခုသတိပေးချင်တာကတော့တဲဘူးကိုဘယ်တော့မှလိုင်းမှာတင်မပေးပါကစားခြင်းနဲ့ဆိုကိုယ့်ဘာသာကိုကစားနိုင်ပါတယ်ကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့ညနေမှလည်းပဲမလွဲမချော်ပဲနဲ့မချမ်းမဲနဲ့နမောနမဲမဖြစ်ပဲနဲ့အောင်ပွဲရနိုင်ပါစေမင်းကောင်တော့သတိထားပြီးတော့ကူးတာရေးတာပဲရိုက်တာပဲကပြီးခဲ့တာကိုတော့ခွင့်လွှတ်ပါအထူးတောင်းမှအပ်ပါတယ်တကယ်ချင်းတို့အောင်မြင်ကြပါစေ